ဆရာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာအသုံးအနှုန်းလေးတွေကိုဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ have a headache ဖြစ်ပါတယ်။ဆရာတို့ have a headache ရဲ့အဓိပ္ပာယ်ကတော့ဆရာတို့ခေါင်းကိုက်သည်လို့အဓိပ္ပာယ်ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ Number 1 I can't study because I have a headache. I can't study because I have a headache. ငါခေါင်းကိုက်နေတာကြောင့်ငါစာမလုပ်နိုင်ဘူး။ငါခေါင်းကိုက်နေတာကြောင့်ငါစာမလုပ်နိုင်ဘူး။ဆရာတို့ number 2 ကိုဆက်ကြည့်အောင်။ She has a headache after working all day. She has a headache after working all day. တနေ့ကုန်အလုပ်လုပ်ပြီးတဲ့နောက်မှာသူမခေါင်းကိုက်နေတယ်။တနေ့ကုန်အလုပ်လုပ်ပြီးတဲ့နောက်မှာသူမခေါင်းကိုက်နေတယ်။ဆရာတို့ number 3 ကိုဆက်ကြည့်အောင်။ I have a headache, so I need to rest. I have a headache, so I need to rest. ငါခေါင်းကိုက်နေတယ်အဲ့ဒါကြောင့်ငါအနားယူဖို့လိုတယ်။ငါခေါင်းကိုက်နေတယ်အဲ့ဒါကြောင့်ငါအနားယူဖို့လိုတယ်။ဆရာတို့ have a headache ရဲ့အဓိပ္ပာယ်ကတော့ခေါင်းကိုက်သည်လို့အဓိပ္ပာယ်ရပါတယ်။ဒုတိယတစ်ခုဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ have a cold ဖြစ်ပါတယ်။ဆရာတို့ have a cold ရဲ့အဓိပ္ပာယ်ကတော့ဆရာတို့အေးမိသည်လို့အဓိပ္ပာယ်ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ Number 1 I have a cold, so I am staying home today. I have a cold, so I am staying home today. ငါအေးမိနေတာကြောင့်ဒီနေ့ငါအိမ်မှာပဲနေနေတယ်။ငါအေးမိနေတာကြောင့်ဒီနေ့ငါအိမ်မှာပဲနေနေတယ်။ဆရာတို့ number 2 ကိုဆက်ကြည့်အောင်။ She has a cold and keeps sneezing. She has a cold and keeps sneezing. သူမအေးမိနေပြီးခဏခဏနှာချေနေတယ်။သူမအေးမိနေပြီးခဏခဏနှာချေနေတယ်။ဆရာတို့ number 3 ကိုဆက်ကြည့်အောင်။ He doesn't want to go outside because he has a cold. He doesn't want to go outside because he has a cold. သူအေးမိနေတာကြောင့်သူအပြင်မသွားချင်ဘူး။သူအေးမိနေတာကြောင့်သူအပြင်မသွားချင်ဘူး။ဆရာတို့ have a cold ရဲ့အဓိပ္ပာယ်ကတော့အေးမိသည်လို့ဆရာတို့ကအဓိပ္ပာယ်ရပါတယ်။တတိယတစ်ခုဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ have a temperature ဖြစ်ပါတယ်။ဆရာတို့ have a temperature ရဲ့အဓိပ္ပာယ်ကတော့ကိုယ်ပူသည်လို့အဓိပ္ပာယ်ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့အတူကြည့်အောင်။ Number 1 She has a temperature and feel very tired. She has a temperature and feel very tired. သူမကိုယ်ပူပြီးတော့တအားပင်ပန်းနေတယ်။သူမကိုယ်ပူပြီးတော့တအားပင်ပန်းနေတယ်။ဆရာတို့ number 2 ကိုဆက်ကြည့်အောင်။ If you have a temperature, you should rest. If you have a temperature, you should rest. မင်းကိုယ်ပူနေရင်မင်းအနားယူသင့်။မင်းကိုယ်ပူနေရင်မင်းအနားယူသင့်။ဆရာတို့ number 3 ကိုဆက်ကြည့်အောင်။ He has a temperature and needs to see a doctor. He has a temperature and needs to see a doctor. သူကိုယ်ပူနေတယ်လူဆရာဝန်နဲ့ပြဖို့လိုတယ်။သူကိုယ်ပူနေတယ်လူဆရာဝန်နဲ့ပြဖို့လိုတယ်။ဆရာတို့ have a temperature ရဲ့အဓိပ္ပာယ်ကတော့ကိုယ်ပူသည်လို့အဓိပ္ပာယ်ရပါတယ်။နောက်ဆုံးတစ်ခုဆရာမျှဝေပေးခြင်းတဲ့အသုံးအနှုန်းလေးကတော့ have a fever ဖြစ်ပါတယ်။ဆရာတို့ have a fever ရဲ့အဓိပ္ပာယ်ကတော့ဆရာတို့နေမကောင်းဖြစ်တာပေါ့ဖျားတာပေါ့ဟုတ်ပြီနော်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့အတူကြည့်အောင်။ I have a fever and feel very weak. I have a fever and feel very weak. ငါဖျားပြီးတော့အရန်အားနည်းနေတယ်။ငါဖျားပြီးတော့အရန်အားနည်းနေတယ်။ဆရာတို့ number 2 ကိုဆက်ကြည့်အောင်။ I stay in bed all day because I had a fever. I stay in bed all day because I had a fever. ငါဖျားနေတာကြောင့်တနေ့ကုန်အိပ်ယာထဲမှာပဲနေခဲ့တယ်။ငါဖျားနေတာကြောင့်တနေ့ကုန်အိပ်ယာထဲမှာပဲနေခဲ့တယ်။ဆရာတို့ number 3 ကိုဆက်ကြည့်အောင်။ If you have a fever, don't go to school. If you have a fever, don't go to school. မင်းဖျားနေရင်ကျောင်းမသွားနဲ့။မင်းဖျားနေရင်ကျောင်းမသွားနဲ့။ဆ
ဆရာတို့ have a fever ရဲ့သဘောတရားကတော့ဆရာတို့ကနေမကောင်းတာဖျားတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်